ရေးယူပါဒီကောင်းကြတယ်မလားဒီလိုဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ယူနိုဘုတ်ဝင်ကြီးမှာမြင်တွေ့နေရတဲ့ပြစိတ်လေးတွေနဲ့မတူတဲ့ Candy Ants လေးတွေအကြောင်းဖြစ်ပါတယ်သူတို့ကပြားရည်လိုမျိုးပဲပေါင်းရည်တွေကိုစုဆောင်ကြတယ်ပေါ့ Candy Ants တွေကို6သွဲတဲ့ဒေတာတွေနဲ့မိုးခေါင်ရေရှာဒေတာတွေမှာမြင်တွေ့နိုင်ပါတယ်ခန္ဓာရဒေတာရဲ့6သွဲတဲ့ရာသီဥတုထံကိုကောက်ွယ်နိုင်ဖို့အတွက်မြင်းနဲ့ပြအောင်2မီတာကနေ3မီတာအနက်မှာအတိုက်တွေကိုစောင့်ထားကြပါတယ်သူတို့ကအလုံးမှုပြင်းတဲ့နေရာတွေကိုကြော်ပြဖို့အတွက်တစ်နှစ်ပတ်လုံးကြိုတင်ပြင်ဆင်ကြရပါတယ်တကယ်တော့Candy Antsလေးတွေကပြောစိတ်တအုံလုံးအတွက်အစာတူခံရတဲ့လောက်တာပြောစိတ်လေးတွေပါသူတို့မှာကျမပြီးတော့ပြည့်နေတဲ့ဝမ်းမိုက်တစ်ခုရှိရဲ့ပေါင်းရည်တွေချိုရဲရည်တွေကို social stormer ထဲမှာအစာချပြည့်ခြင်းရှိပဲနဲ့တူလောင်ထားကြပါတယ်သူတို့ရဲ့ဝမ်းမိုက်ကခနာကိုယ်ထက်အစပါများလာကြီးမားလာပြီးတော့စပစ်တီတစ်လုံးရဲ့ရစားလောက်ရှိလာပါတယ်personal stormer ကဒါသူတို့ခနာကိုယ်ရဲ့အစာချပြည့်ခြင်းကိုလှုပ်ဆောင်ပါတယ်အစားအစာရှားပါခြင်းနေရာတွေကိုရောက်တဲ့အခါမှာတူလောင်ထားတဲ့အစာတွေကိုပါဇက်ကနေတစ်စင် mouth to mouth system နဲ့ပြန်လည်မျှဝေစားသုံးကြပါတယ်အစားအစာရဲ့အရောင်ပေါ်မူတည်ပြီးတော့သူတို့ခနာကိုယ်ရဲ့အရောင်တွေကလည်းမတူညီကြပါဘူးCandy Ants တွေကိုသူတို့ရဲ့ချုံရတဲ့အရည်တွေအတွက်စားသုံးကြတယ်အင်းဆက်တွေကိုစားစားပြီးရောင်းချတဲ့ဆိုင်မှာCandy Antsတွေကိုချိုပွဲအနေနဲ့ရနိုင်ပါတယ်ဒီလိုစားသုံးခြင်းခံရပြီးရင်တော့သူတို့လေးတွေကတည်သွားကြပါတယ်ဒီလိုကတော့မစားဘူးပါဘူးတင်ရောစားဘူးလားစားဖို့တော့မရဘူးခင်နော်အားလုံးပဲဘိုင်ဘိုင်ပါ